ဆွေညီနောင်များပါဟာစကားဖြင့်ချစ်ကြည်စင်မြေအမိမြင်များပြီးအစီအစဉ်ကနေကြိုးဆိုပါရခင်ဗျာနီလဲโอเคဒါလီစားပါနရိုင်းနော်ကကြငါအိုင်အီမိုက်ဆုံခကျွန်တော်တို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှာတိုင်းရင်းသား135မျိုးရှိပါတယ်ဒီကနေ့မှာတော့တောင်ပေါ်မြပြတ်မှာနေထိုင်ကြတယ်ကျမတို့ဆွေညီနောင်သားချင်းများဖြစ်ကြတဲ့တိုင်းရင်းသားအချင်းချင်းဘာသာစကားတွေရိုးရာယဉ်ကျေးမှုတွေဒလိထုံးစံတွေကိုတဦးနဲ့တူအပြန်အလှန်လေးစားတန်ဖိုးထားတဲ့ကြဖို့နဲ့တေတာအတွင်ပြောဆိုကြတဲ့ပါရာစကားများကိုဖလှယ်ကြရမှာအထောက်အကူပြုစေရန်အတွက် NRC Channel မှာတိုင်းရင်းသား17ဘာသာတို့ရဲ့ဘာသာစကားတွေနဲ့အပြန်အလှန်ဖလှယ်ကြမှာပါကျမတို့တယောက်နဲ့တယောက်တွေ့ဆုံကြတဲ့အခါမှာဘယ်လိုနှုတ်ဆက်ရမလဲဆိုတာတွေကိုကျမတို့ရဲ့သက်ဆိုင်ရာဘာသာစကားအသုံးအနှုန်းတွေကိုလေ့လာရင်းနှုတ်ဆက်စကားဆိုကြရအောင်လားရှင်ပုံရပမဟမ်အော်ဆွန်လာဆိုင်အောင်ဆောင်အောင်ကလိုက်လန်စာတဲ့ကြပိုင်မငဲတာအောင်ဒမိုဘက်စီတွေ့ဆုံကြရဝဲဘယ်လိုနှုတ်ဆက်ကြမလဲကွယ်နီလာကေကိုရတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်တို့ကရင်တိုင်းသားတွေရဲ့နှုတ်ဆက်အပြောလေးတွေနဲ့ပြည်သက်များကိုမိတ်ဆက်ပေးကြပါခင်ဗျာကျွန်တော်တို့ကရင်တိုင်းသားတွေမှာမြို့နယ်စု17ခုရှိပါတယ်အဲ့ဒီထဲကမှစကောကရင်တိုင်းသားတွေရဲ့နှုတ်ဆက်အပြောလေးတွေကိုမိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော်တို့စကောကရင်တိုင်းသားတွေဟာတူနဲ့တူတွေ့ဆုံကြတဲ့အခါနီလောကေလို့နှုတ်ဆက်လေးရှိပါတယ်နီလောကေရဲ့အဓိပ္ပာယ်ကတော့ကောင်းသောနေ့လေးပါမင်္ဂလာရှိသောနေ့လေးပါခင်ဗျာဟုတ်ကဲ့ပါဒီနီလောကေဆိုတဲ့နှုတ်ဆက်စကားလေးကိုကျွန်တော်တငယ်ချင်းတွေနဲ့အတူပြောကြည့်ပါမယ်ခင်ဗျာမရကြီးရဲ့နီလောကေနီလာကေမပိုးမြရဲ့နီလောကေနီလာကေအိုင်မင်းရဲ့နီလောကေနီလဲကေကဲကျွန်တော်တို့အားလုံးပရိသတ်တွေကိုမိတ်ဆက်ပေးကြအောင်လားခင်ဗျာနီလဲကေနောက်တစ်ခေါက်ပြောကြရအောင်နီလဲကေနောက်ဆုံးတစ်ခေါက်ပြောကြရအောင် နီလဲကေဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့စကောကရင်တိုင်းသားတွေတူးနဲ့တူတွေ့တဲ့အခါမှာနှုတ်ဆက်တဲ့ပြောလေးပဲဖြစ်ပါတယ်ကျွန်တော်တို့စကောကရင်တိုင်းသားတွေကမနက်ခင်းပိုင်းမှာတွေ့တဲ့အခါကျရင်တော့ဝေါ်လော့ဂေးလို့နှုတ်ဆက်လေးရှိပါတယ်ဝေါ်လော့ဂေးရဲ့အဓိပ္ပာယ်ကတော့ကောင်းသောမင်္ဂလာနဲ့ခင်းလေးပါလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာဒီဝေါ်လော့ဂေးဆိုတဲ့နှုတ်ဆက်စကားလေးကိုကျွန်တော်တို့တငယ်ချင်းတွေနဲ့အတူတူပြောကြည့်ပါမယ်ခင်ဗျာရကြီးဝေါ်လော့ဂေးဝလက်ကေမပူမြရဲ့ဝေါ်လော့ဂေးဝလက်ကေအမင်းရဲ့ဝေါ်လော့ဂေးဝေါ်လာကေအခုကျွန်တော်တို့အားလုံးပရိသတ်ကိုအတူတူပြောကြည့်ကြအောင်လားခင်ဗျာဝေါ်လာကေ နောက်တစ်ခေါက်ပြောကြည့်ကြရအောင် ဝေါ်လာကေ နောက်ဆုံးတစ်ခေါက်ပြောကြည့်ကြမယ်နော်ဝေါ်လာကေ ဆက်လက်ပြီးတော့ကျွန်တော်တို့စကောကရင်တိုင်းသားတွေဟာညနေခင်းပိုင်းမှာဆိုရင် hello ရေလို့နှုတ်ဆက်လေးရှိပါတယ် hello ရေရဲ့အဓိပ္ပာယ်ကတော့ကောင်းသောညနေခင်းလေးပါမင်္ဂလာရှိသောညနေခင်းလေးပါလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီစကားလေးကိုတော့ကျွန်တော်တို့တငယ်ချင်းတွေနဲ့အတူတူပြောကြည့်ပေးပါမယ်နော်ရကြီးရေ hello ရေ ဟာလာကေ မပူမြရေ hello ရေ ဟာလာကေ အိုင်မင်းရေ hello ရေ ဟာလာကေ ဟုတ်ကဲ့ပါဒီစကားကိုကျွန်တော်တို့အတူတူပြည်သက်များနဲ့ပြောကြည့်ကြအောင်လားခင်ဗျာ ဟာလာကေ နောက်တစ်ခေါက်ပြောကြည့်ကြရအောင် ဟာလာကေ နောက်ဆုံးတစ်ခေါက်ပြောကြည့်ကြမယ်နော် ဟာလာကေ ဟုတ်ကဲ့ပါနောက်ဆုံးအနေနဲ့ကျွန်တော်တို့စကောကရင်တိုင်းသားတွေဟာညခင်းတွေမှာတွေ့ဆုံတဲ့အခါနှုတ်ဆက်တဲ့စကားလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့နာလောဂီပဲဖြစ်ပါတယ်နာလောဂီရဲ့အဓိပ္ပာယ်ကတော့ကောင်းသောညချမ်းလေးပါမင်္ဂလာရှိသောညချမ်းလေးပါလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာဒီစကားလေးကိုကျွန်တော်တို့တိုင်းသားတငယ်ချင်းတွေနဲ့အတူတူပြောကြည့်ပေးပါမယ်နော်ရကြီးရေနာလောဂီ နာလက်ကေ မပူမြရေနာလောဂီ နာလာကေ အိုင်မင်းရေနာလောဂီ နာလာကေ ဟုတ်ကဲ့ပါဒီစကားလေးကိုကျွန်တော်တို့အတူတူပြည်သက်များကိုပြောကြည့်ကြမယ်နော်နာလာကေ နောက်တစ်ခေါက်ပြောကြည့်ကြရအောင် နာလာကေ နောက်ဆုံးတစ်ခေါက်ပြောကြည့်ကြမယ်နော် နာလာကေ
ဟုတ်ကဲ့ပါကျွန်တော်တို့စကောကရင်တိုင်းရင်းသားတွေဟာတူးနဲ့တူးတွေးဆုံကြတဲ့အခါမနက်ခင်းပိုင်းမှာဆိုရင်ဂေါ်လဲကေနေ့လယ်နေ့ခင်းပိုင်းတွေမှာဆိုရင်နီလဲကေညနေပိုင်းမှာဆိုရင်တော့ဟာလဲကေညပိုင်းမှာဆိုရင်တော့နာလဲကေလို့နှုတ်ဆက်ကြလိမ့်ရှိပါတယ်နောက်တစ်ခေါက်ပြန်ပြောပေးပါမယ်ကျွန်တော်တို့စကောကရင်တိုင်းရင်းသားတွေဟာမနက်ခင်းပိုင်းမှာဆိုရင်ဂေါ်လဲကေနေ့လယ်နေ့ခင်းပိုင်းမှာဆိုရင်နီလဲကေညနေခင်းပိုင်းတွေမှာဆိုရင်ဟာလဲကေညပိုင်းတွေမှာဆိုရင်တော့နာလဲကေလို့နှုတ်ဆက်ကြလိမ့်ရှိပါတယ်ဒါကတော့ကျွန်တော်တို့စကောကရင်တိုင်းရင်းသားတွေရဲ့တူးနဲ့တူးတွေးဆုံကြတဲ့အခါနှုတ်ဆက်ကြတဲ့နှုတ်ဆက်ပြောလေးတွေပဲဖြစ်ပါတယ်ခင်ဗျာပရိသတ်များအားလုံးမင်္ဂလာပါရှင်ကျမကတော့ကချင်တိုင်းရင်းသူလေးရဲကြီးဖြစ်ပါတယ်ကချင်တိုင်းသားမှာမျိုးနယ်စု6မျိုးရှိပါတယ်ဒီကနေ့မှာတော့ဇိမ်းဖောဘာသာစကားလိုတဦးနဲ့တဦးတွေးဆုံနှုတ်ဆက်တဲ့စကားလုံးတွေကိုမိတ်ဆက်ပေးချင်ပါတယ်ကချင်ဇိမ်းဖောတိုင်းသားတွေဟာတဦးနဲ့တဦးတွေးဆုံနှုတ်ဆက်တဲ့အခါမှာကြာငါအိုင်အီလို့နှုတ်ဆက်ကြပါတယ်ထပ်ပြောပါမယ်ကြာငါအိုင်အီပရိသတ်ကြီးလည်းကျမနဲ့အတူလိုက်ပြောကြည့်ကြရအောင်နော်ကြာငါအိုင်အီအခုကျမတငယ်ချင်းတွေနဲ့အတူဇိမ်းဖောလိုနှုတ်ဆက်ကြည့်ကြပါမယ်ပိုးမြရေကြာငါအိုင်အီအိုင်မင်းရေ ကကြံငါအိုင်အီ ထူတော်ဝါရေ ကကြံငါအီ ကဲပရိသတ်ကြီးလည်းကျမတို့တွေနဲ့အတူနှုတ်ဆက်ကြည့်ကြရအောင်နော် ကကြံငါအိုင်အီ တစ်ခါထပ်ပြောပါမယ် ကကြံငါအိုင်အီ တစ်ခါထပ်နှုတ်ဆက်ပြပါမယ် ကကြံငါအိုင်အီ ဒီစကားလုံးရဲ့အဓိပ္ပာယ်ကတော့နေကောင်းလားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အပြန်လှန်နှုတ်ဆက်တဲ့အနေနဲ့နေကောင်းပါတယ်လို့ပြောချင်ရင်တော့ကြာငါအိုင်လို့ပြောရပါတယ်ထပ်ပြောပါမယ်ကြာငါအိုင်တစ်ခါထပ်နှုတ်ဆက်ပြပါမယ်ကြာငါအိုင်အခုကျမတငယ်ချင်းတွေနဲ့အတူအပြန်လှန်နှုတ်ဆက်ပြပါမယ်ပိုးမြရေကြာငါအိုင်ဤကြာငါအိုင်အိုင်မင်းရေကြာငါအိုင်ဤ ကကြံငါအိုင် ထူတော်ဝါရေကြာငါအိုင်ဤ ကကြံငါအိုင် အခုကျမတငယ်ချင်းတွေကိုနှုတ်ဆက်လိုက်တာကတော့ကြာငါအိုင်ဤနေကောင်းလားဆိုပြီးနှုတ်ဆက်လိုက်တာဖြစ်ပါတယ်ကျမတငယ်ချင်းတွေပြန်ဖြေလိုက်တာကတော့နေကောင်းပါတယ်ကြာငါအိုင်လို့ပြန်နှုတ်ဆက်တာဖြစ်ပါတယ်ပရိသတ်ကြီးလည်းကျမတို့နဲ့အတူနှုတ်ဆက်ကြည့်ကြရအောင်နော် ကကြံငါအိုင် တစ်ခါထပ်နှုတ်ဆက်ပါမယ် ကကြံငါအိုင် နောက်တစ်ခါထပ်နှုတ်ဆက်ပါမယ် ကကြံငါအိုင် တင်မိုပဲစီမင်္ဂလာပါကျမကတော့ကရားတိုင်းသူလေးမော်ပိုးများဖြစ်ပါတယ်ကျမတို့ကရားတိုင်းသားမျိုးနွယ်စု6မျိုးရှိပါတယ်ကျမတို့ကရားလိုဘယ်လိုနှုတ်ဆက်ကြတယ်လဲဆိုတာပြောပြပေးပါမယ်အရင်ဆုံးအနေနဲ့ကတော့တယောက်နဲ့တယောက်တွေ့ဆုံကြတဲ့အခါမှာနှုတ်ဆက်ကြတဲ့စကားကိုရေးပြောပြပေးပါမယ်တင်မိုပဲနဲ့တင်မိုပဲနဲ့ကိုကျမတို့တင်ငယ်ချင်းတွေနဲ့အတူနှုတ်ဆက်ပြပေးပါမယ်ကဲရကြီးရေတင်မိုပဲနဲ့ မပိုးများတမှုပဲနဲ့ ထူတော်ဝါရေတင်မိုပဲနဲ့ မပိုးများတင်မှုပဲနဲ့ အိုင်မဲရေတင်မိုပဲနဲ့ မောပုံများတဲမိုပဲနဲ့ ပရိသတ်ကြီးရေကျမတို့အားလုံးနဲ့အတူပြောကြည့်ကြအောင်ပါ တဲမိုပဲနဲ့ ပြန်ပြောကြည့်ကြအောင်ပါ တဲမိုပဲနဲ့ နောက်တစ်ခေါက်ပြန်ပြောကြည့်ကြအောင်ပါ တဲမိုပဲနဲ့ ကျမတို့ကရားလိုတင်မိုပဲနဲ့ဆိုတဲ့အဓိပ္ပာယ်ကတော့နေကောင်းပါစေဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်အခုတစ်ခါမှာတော့ကျမတို့ကရားလိုအများရှိမှဘယ်လိုနှုတ်ဆက်ကြတယ်လဲဆိုတာပြောပြပေးချင်ပါတယ်တင်မိုပဲစီပြန်ပြောပေးပါမယ်တင်မိုပဲစီနောက်ဆုံးတစ်ခေါက်အနေနဲ့ပြန်ပြောပေးပါမယ်တင်မိုပဲစီကဲတကယ်ကြီးရွယ်ကြီးရေတင်မိုပဲစီဆိုတာလိုက်ဆိုကြည့်ပေးပါအောင် တမှုပဲစီ ထူတော်ဝါရေတင်မိုပဲစီဆိုတာလိုက်ဆိုပေးပါအောင် တင်မှုပဲစီ အိုင်မေရေတင်မိုပဲစီဆိုတာလိုက်ဆိုပေးပါအောင် တဲမိုပဲစီ ကဲတကယ်ချင်းအားလုံးတူတူတင်မိုပဲစီလိုက်ဆိုကြအောင် တဲမိုပဲစီ ပြန်ပြောကြည့်ကြအောင် တဲမိုပဲစီ နောက်ဆုံးတစ်ခေါက်အနေနဲ့ပြန်ပြောကြအောင် တဲမိုပဲစီ တင်မိုပဲစီဆိုတဲ့အဓိပ္ပာယ်ကတော့နေကောင်းကြပါစေလို့အဓိပ္ပာယ်ရပါတယ်တင်မိုပဲနဲ့ဆိုတာကတော့တယောက်နဲ့တယောက်တွေ့ဆုံကြတဲ့အခါမှာပြောကြတဲ့စကားဖြစ်ပြီးတော့တင်မိုပဲစီဆိုတာကတော့အများရှိမှနှုတ်ဆက်ကြတဲ့စကားတွေပဲဖြစ်ပါတယ်
ပေါ်ရင်ပမောင်းမင်္ဂလာပါကျွန်တော်ကတော့ဝါတာရင်သားအိုက်မိန်ခုံးမဲ့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဝါတာရင်သားတွေဟာတူနဲ့တူတွေးဆုံတဲ့ချိန်မှာပေါ်ရင်ပမောင်းဆိုရင်မှနှုတ်ဆက်ကြပါတယ်ဒါဆိုရင်ကျွန်တော်နဲ့အတူနောက်ထပ်ဆိုကြရအောင်နော်ပေါ်ရင်ပမောင်းနောက်တစ်ခေါက်ပါပေါ်ရင်ပမောင်းနောက်ဆုံးတစ်ခေါက်ပါပေါ်ရင်ပမောင်းကဲဒါဆိုရင်ကျွန်တော်တို့ရဲ့တိုင်းသားညီကိုမောင်မတွေနဲ့အတူထပ်မံပြောဆိုကြည့်ကြရအောင်နော်မပိုးမြရေ ဘော်ရမမော မရကြီးရေ ပေါ်ရန်ပမော စောတထူဝါရေ ပေါ်ရမမော ဟုတ်ကဲ့ပါပေါ်ရင်ပမုံဆိုတဲ့အတိတ်ပဲအကြတော့ကောင်းသောအချိန်ဖြစ်ပါတယ်တနည်းအားဖြင့်မင်္ဂလာပါဆိုရင်မှအတိတ်ပဲရပါတယ်ဒီစကားကိုကြတော့ဘယ်ချိန်ဘယ်ညမှာပဲဖြစ်ဖြစ်သုံးလို့ရပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့အားလုံးနဲ့အတူနောက်ထပ်ဆိုကြည့်ကြရအောင်နော်ပေါ်ရင်ပမုံနောက်တစ်ခေါက်ပါပေါ်ရင်ပမုံနောက်ဆုံးတစ်ခေါက်ပါပေါ်ရင်ပမုံ ပရိသတ်များအားလုံးမင်္ဂလာပါကျွန်တော်ကတော့အနောက်ဘိုးကရင်တိုင်းသားစမိုးစော်တုံးပါကျွန်တော်တို့ကရင်တိုင်းသားမျိုးနွယ်စု17မျိုးရှိတဲ့ထဲကနေအနောက်ဘိုးကရင်လို့တယောက်နဲ့တယောက်တွေ့ဆုံနှုတ်ဆက်တဲ့အခါမှာဘယ်လိုနှုတ်ဆက်ကြတယ်ဆိုတာကိုမိတ်ဆက်ပေးခြင်းပါတယ်အနောက်ဘိုးကရင်လို့တယောက်နဲ့တယောက်တွေ့ဆုံတဲ့အခါမှာအောင်ဆောင်အောင်ခလိုင်နဲလို့နှုတ်ဆက်ကြပါတယ်နောက်တစ်ခေါက်ထပ်ပြောကြည့်အောင်နော်အောင်ဆောင်အောင်ခလိုင်နဲအောင်ဆောင်အောင်ခလိုင်နဲဒီစကားလေးကိုကျွန်တော်တငယ်ချင်းတွေနဲ့အတူနှုတ်ဆက်ကြည့်ပါမယ်ဧတနာမောင်ရေ အောက်ဆောင်အောက်လိုင်းနဲ့ ကေတီရေ အောက်ဆောင်အောက်လိုင်းနဲ့ အောက်ဆောင်အောင်ခလိုင်နဲ့အောက်ဆောင်အောင်ခလိုင်နဲ့ပရိသတ်ကြီးလည်းကျွန်တော်နဲ့အတူတူတစ်ခေါက်လောက်လိုက်ဆိုကြရအောင်နော်အောက်ဆောင်အောင်ခလိုင်နဲ့ဒီစကားလေးကတော့ကျွန်တော်တို့အနောက်ဘိုးကရင်တိုင်းသားများတယောက်နဲ့တယောက်တွေ့ဆုံတဲ့အခါမှာအပြန်အလှန်နှုတ်ဆက်တဲ့အခါမှာအသုံးပြုတဲ့စကားပဲဖြစ်ပါတယ်ကျွန်တော်တို့၃ယောက်အတူတူထပ်ပြီးတော့ပြောကြည့်ရအောင်နော်အောက်ဆောင်အောင်ခလိုင်နဲ့ ကျမတို့ရဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးထဲမှာ တိုင်းရင်းသား135မျိုးစုစည်းနေထိုင်ကြတဲ့အထက်မှာ ကျွန်တော်တို့မြန်မာအတန်နဲ့ရုပ်မြင့်တန်ညာ NRC Channel မှာတာဝန်ထမ်းဆောင်နေကြတဲ့တိုင်းရင်းသား17ဘာသာရဲ့အခေါ်အဝေါ်တွေကိုတင်ဆက်ပေးခဲ့တာလည်းဖြစ်ပါတယ် တိုင်းရင်းသားညီကိုမောင်နှမတွေရဲ့ဘာသာစကားတွေကိုစိတ်ပါဝင်စားစွာပြောဆိုခြင်းတို့ရဲ့အတွက် နေ့စဉ်အခေါ်ဝေါ်တွေအသုံးအနှုန်းတွေကိုအလွယ်တကူမှတ်မိနိုင်စေဖို့အတွက်နဲ့တိုင်းသားချင်းချင်းဒီထက်ပိုပြီးခင်မင်ရင်းနှီးမှုတွေနားလည်မှုတွေရရှိလာစေဖို့အတွက်ရည်ရွယ်ပြီးတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ ကျွန်တော်တို့အနောက်ဘိုးကရင်မှာတယောက်နဲ့တယောက်တွေ့ဆုံတဲ့အခါမှာနှုတ်ဆက်တဲ့စကားကတော့အောက်ဆောင်အောင်ခလိုင်ဖြစ်ပါတယ် ကျမတို့ကချင်တိုင်းရင်းသားတွေဟာအချင်းချင်းတွေ့ဆုံတဲ့အခါမှာကြားငါအိုင်အီလို့နှုတ်ဆက်ကြပါတယ် ပေါ်ရင်ပမုံကျွန်တော်တို့ကနှုတ်ဆက်တဲ့စကားကတော့ပေါ်ရင်ပမုံမဲ့ဖြစ်ပါတယ်ခင်ဗျာ ဒမိုဘယ်စီကရန်လို့နှုတ်ဆက်တဲ့စကားကတော့တူဦးနဲ့တူဦးတွေ့ကြတဲ့အခါမှာဒမိုဘယ်နဲ့အများရှိမှဆိုရင်တော့ဒမိုဘယ်စီ ဒီလဲโอเคကျွန်တော်တို့စကောကင်မှာမနက်ပိုင်းဆိုရင်ဝေါ်လဲโอเคနေ့လယ်ပိုင်းဆိုရင်နီလဲโอเคညနေပိုင်းဆိုရင်ဟာလဲโอเคနဲ့ညပိုင်းဆိုရင်နာလဲโอเคလို့နှုတ်ဆက်တာပဲဖြစ်ပါတယ်